Hello ဒီရဲ့ပြောင်းတဲ့ကချင်းကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့ရိုဆမ်းမီဖြစ်လေးရဲ့ဒုတိယမြောက်နေ့ဖြစ်ပါတယ်ဝါဝီရိုခန်းကဘယ်ကိုနီလေးလည်းပါတယ်ထွက်ကြည့်လိုက်လို့ရှိရင်ချောင်းဘေးလေးမှာပေါ့အရမ်းတာရပါတယ်ဒီလိုမြင်ကွင်းလေးကိုအိယာနုနုချင်းမြင်ရတာဒီအရမ်းမိုက်ပါတယ်ဆိုတော့အရှိမမနက်စာထွက်စားမယ်နက်စာတော့ပါလာတဲ့ clam chowder လေးဖောက်ပြီးတော့စားပါတယ်ဒီခန်းနေရာလေးဒီ balcony ဘက်ထွက်တဲ့တကားတွေကိုအမြဲတမ်းပိတ်ထားရတယ်ပြီးတော့အစားအသောက်အကျွင်းကြံနေဆိုလို့ရှိရင်လည်းဒီဘက်မှာမထားရဘူးဝက်ဝင်နေလာဆွဲမှာဆိုလို့လေသူတို့ကသတိပေးထားတာဝီယူစဉ်းစားမိရလေငပိရေကြိုလာရင်တော့ဝက်ဝင်ချက်ချင်းရောက်လာမလားမသိဘူးเนาะစားတောက်စရာအထုပ်ပိုးတွေပြင်ဆင်ပြီးတော့park ထဲကိုတိုးပါပြီဒီနေရာလေးမှာဓာတ်ပုံသွားရိုက်တာအနောက်ကကားတွေလာရင်တော့အန်ဒီများပါတယ်ဒီနေ့က Glacier Point ဆိုတဲ့နေရာကိုသွားမှာပါမနေ့ကသွားခဲ့တဲ့ဒါနဲ့ point ကိုဖြတ်ပြီးတော့တောင်မော်ကိုထပ်တက်ရမှာပါဒီတောင်မော်လမ်းတွေကနှင်းစကြပြီဆိုတာနဲ့သွားလို့မရတော့ဘူးပိတ်လိုက်ပြီအခုတော့ Google Map မှာကြည့်လို့ရှိရင်လမ်းပိတ်ထားပါတယ်တောင်မော်တက်တဲ့လမ်းတစ်လျှောက်မှာလည်းလေဒီလိုမီးလောင်ထားတဲ့ထင်းရှူပင်ကြီးအများကြီးတွေ့ခဲ့တော်မီးလောင်တာဖြစ်မှာပေါ့နော်ဒီထင်းရှူရောကြီးတွေကလည်းလေနောက်လှလောက်ဆိုလို့ရှိရင်ရေခဲတွေနဲ့ဖြူဖွေးနေလောက်ပြီတဲ့ဒီနေရာလေးကလည်း view point ပဲဒီ half dome ကြီးကိုမြင်ရတယ်ရေတခွန်တွေလည်းမြင်ရတဲ့နေရာပေါ့ကြည့်အဲ့ပေါ်လည်းတက်လို့ရတယ်အများကြီးတက်ကြအဲ့ပေါ်တက်မှာဘူးတက်အဲ့တော့သူတို့အဲ့ဒီလိုပဲလမ်းလျှောက်ပြီးတော့တက်ကြတော့တနာရီကြော်တော့တောင်တက်ပြီးတော့ရောက်ပါပြီဒါက Glacier Point တော့မဟုတ်သေးဘူးဒီကနေပြီးတော့4မိုင်လောက်လမ်းလျှောက်ရပါသေးတယ်ဝီယူတို့ကတော့ဆက်မသွားတော့ဘူးဒီမှာပဲရှုခင်းနေကြည့်ပါတယ်ကြောက်လို့ကြည့်တော့ကိုဆွဲတာအသက်ကြောက်တယ်လားဝေးလို့တည်းရလေဒီမှာပြတ်ကြောက်သွားမှာဆိုလို့လေကြောက်ပါဟန်ချက်လေးနည်းနည်းချက်သွားနေတာအတီပဲဒီဥစ္စာပုံနေရရလဲမောပြီဆိုတော့ပါလာတဲ့မုံလေးကိုထုတ်စားရှုခင်းလေးတွေကြည့်လေလေးရှုနေအောင်လေးခံဘဝအရန်ตาရနေတာပေါ့အဲ့မှာတနားခွဲလောက်အချိန်ဖြုံးပြီးတော့တောင်အောက်ကိုပြန်ဆင်းလာပါတယ်ဒါကမနေ့ကဝင်းရိုးဝင်ခဲ့တဲ့နေရာပါဒီနေ့လူတွေအရန်များပါတယ်စနေနေ့ဆိုတော့လေနေရာထဲမှာကားပါကင်ကလည်းအရန်ခတ်ပါတယ်အဲ့ပြီးတော့ဝင်းရိုး picnic area လေးကိုထွက်လာခဲ့တယ်ဒီညလေးမှာကဝင်းရိုးထိုင်ပြီးတော့အေးဆေးနားမယ်စားတောက်မယ်ပေါ့ကိုဗီဒီယိုရိုက်နေဓာတ်ပုံမှာရိုက်ပြလိုက်လို့ရတယ်တခါရိုက်နေဓာတ်ပုံရိုက်လို့ရလားရပါတောင်းတာလေ This is Bridal Veil View. So the people parked over there, that's Bridal Veil. နေရာတိုင်းမှာလူတွေကလည်းအရန်များတော့
ဒီသွားလာရတော့မနေ့ကလောက်အဆင်မပြေဘူးပြီးတော့ကားပါကင်ကလည်းအရန်ခတ်တယ်ဒါတောင် off season နဲ့ peak season ဆိုရင်တော့အမလီတွေးတာမတွေးဝင်ဘူးဒီနေရာလေးကလည်းအဲ့လိုပဲပေါ့နော်လှတဲ့နေရာလေးဆိုတော့ပေးလဲနေတဲ့အပေါ်မှာမတူးဝေပြီးတော့ဓာတ်ပုံလေးပါလေးရိုက်နည်းနည်းပါးပါးကြည့်ရှုခန်းစားပြီးတော့ပြန်ထွက်လာပါတယ်အခုညနေ3နာရီခွဲလဲကြော်နေပြီဆိုတော့ park ထဲမှာတော့ဒီနေ့အတွက်ဒီလောက်ပါပဲpark ထဲကနေပြန်ထွက်လာပြီး hotel ကိုပြန်ပါတယ်လမ်းမှာခရမ်းချီနီတစ်လုံးလဲဝန်းဝဲပါတယ်ဒါကတော့ hotel နောက်ကချောင်းလေးပါ park ထဲမှာမစော့ကြရလို့ဒီမှာမကြေပွဲနှွဲပြီးတော့ဒီမှာလာပြီးတော့စင်းစော့တာပါသွားလေဟိုက你们吃啥？我看到血。 ဒီညလဲ Beyond the Kitchen ကလက်စွမ်းပြထားပါတယ်ဒီဥစားကကြတော့ဟိုက broccoli နဲ့ salmon လေးကြော်ထားရတယ်ဒီဥစားကြတော့ပဲဘင်းတူဘင်းကိုစီလေးနဲ့ပဲစမ်းထားတယ်ဒါကကြတော့နှမ်းရွက်ကင်ချီလေးပေါ့နော်ဒီဟာကကြတော့6ကလေးကိုခရမ်းချင်ဒီလေးတုပ်ထားရတယ်ဒါစိတ်တာ6လေးပါတယ်ပြီးတော့နှမ်းလေးနဲ့ပဲကြော်လေးလည်းပါတယ်ဒီဥစားကကြတော့မနေ့ကလိုမျိုးပဲဒါပဲဟင်းရည်ပါလေးကိုဆယ်မွန်အရည်လေးနဲ့ပြီးတော့ chicken broth လေးနဲ့ချက်ထားတာပါအော်ပြီးတော့ထမင်းကလည်းအရန်စားကြတယ်လို့ထမင်းကိုဒီမှာကိုချက်ထားတာဒါထမင်းပေါင်းနဲ့ချက်ထားတာမဟုတ်ပါဘူးရေခမ်းမဟုတ်ဘူးရေငှက်ချက်ထားတာပါငငယ်ကအမေတို့ချက်တာမြင်ဘူးတခါမှတော့ကိုယ့်ကိုမချက်ဘူးဒါပထမဆုံးတင်းချက်တာကောင်းလားအရင်ကောင်းနောက်စားတော့ ဒီဘက်မှာတော့သမင်းဝိုင်းဟိုဘက်မှာတော့ချောင်းလေးကစီးနေပါတယ် ဝီယူရဲ့ဒီ Yosemite သွားခဲ့တဲ့ vlog လေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲမနေ့ပြန်စိတ်ရန်ရှိသေးရဲ့เนาะ bye